ချက်စီရဲ့ left wing တနေရာမှာအဓိကပေါ်ထက်ကစားတဲ့လူကဂါနာချိုလာကီတန်နန်ဆိုတာကိုအဖြစ်တင်ဆက်ရှာပေါ်လင်သွားခဲ့ပြီထင်ပါတယ်မာရစကာရောဒီချက်စီရဲ့အတိုင်းဝိုင်းတစ်ခုလုံးပါပါနော်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Chelsea Club Forever page နဲ့ကိုထက် Chelsea Vlog YouTube channel ကနေအပြာရောင်ညီကိုများအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီမင်းညကစားခဲ့တဲ့ပွဲပေါ်လေနော်ဒီနေ့မနက်အစောပိုင်းကစားခဲ့တဲ့ပွဲမှာတော့ Chelsea အသင်းက Cardiff အသင်းကိုနော် 1-3 ဆိုရတဲ့နဲ့နိုင်ပြီးတော့ဒီအချိုရဖလား EFL ကရဲ့အချိုဘူလူပွဲ semi final ကိုတက်ရောက်သွားခဲ့ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာရန်ကစားသမားများစွာနဲ့ပေါ်ထွက်လာခဲ့တယ်ဒါပေမဲ့အနိုင်ရရှိသွားတာအနိုင်ရလက်ဖော်ဆောင်နိုင်ခဲ့တာချက်စီကအဓိကကစားသမားတွေဆွမ်းဆောင်ကြောင့်ဖြစ်တယ်အရန်ကစားသမားတွေကတော့အများကြီးလိုအပ်ချက်ရှိနေတာကျွန်တော်တို့တွေ့ရတယ်နော်ဒီအရန်ကစားသမားတွေကဘယ်လိုပြောမလဲဒီလိုပွဲမျိုးမှာတော့ယုံကြည်လို့သိမရသေးတဲ့အကြောင်းနော်ကျွန်တော်တို့ဒီ Cardiff စင်ဆိုတာတော့အသင်းကောင်းတဲ့တင်းမှန်ရင်မဲ့လေဗျာဒီ League 1အသင်းနော်အဲ့တော့ League 1အသင်းတော့မှာကျွန်တော်တို့ဒီ Jimmy Gitan တို့ဒီ Gio တို့နော်ဒီ Tyrell တို့အဆင်ပြေအောင်ကစားနိုင်ခဲ့တယ်မရှိဘူးဖလားမှာဘာမှကိုကျွန်တော်တို့နဲ့ဘာမှတစ်ခုမှဘာလောက်မှမရတဲ့ပုံစံမျိုးကျွန်တော်တို့ဖြစ်ခဲ့တဲ့အထိကိုကစားပုံကတော်တော်လေးဆိုးရွားခဲ့တာကျွန်တော်တို့နဲ့တွေ့ရတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့အများကြီးတော့လိုအပ်ချက်ရှိတယ်အရန်ကစားသမားတွေကအဓိကကျွန်တော်တို့နဲ့ဒီပွဲအတန်ပိုလည်းမထင်နိုင်ခဲ့သလိုအနောက်တန်းမှာဆိုလဲအားရစရာအများကြီးမရှိဘူးဗျာဒီ Cardiff တို့အသင်းကိုတော့ clean sheet များယူနိုင်ခဲ့တဲ့အပိုင်းတွေအများကြီးတော့ရှိနေပါတယ်เนาะကဲအဲ့တော့ကျွန်တော်ရဲ့ဒီ player rating season ကိုပဲစလိုက်ရအောင်အရင်ဆုံးပြသကြလိုက်မယ်ကိုသမားPhilip Jorgensen ကိုနှစ်ပေါ်မှာကျွန်တော်7 out of 10 9မှတ်အထိပေးတယ်ကိုမ Philip Jorgensen နှစ်ပေါ်မှာကောင်းတယ်မဆိုးဘူးเนาะဘာမှမဆိုတော့ဒီ Davis Gunner လုံးကိုဒီ Kaiser နဲ့ deflect ဖြစ်လာပြီးတော့ဂိုးဝင်ဖို့အနည်းဆုံးအတားတစ်ခုသွင်းနဲ့ပေါ်ထုတ်ကောက်ဝင်နိုင်ခဲ့တယ်လူမျိုးပဲဒီ Cardiff City အတင်းဘက်ကရှင်းချောင်းလာတဲ့အလုံးတိုင်းပေါ့လေတော်တော်များများကိုသူနေနဲ့အကောင်းဆုံး cover လုပ်ခဲ့တယ်တလုံးဆိုတဲ့သူအနာခံပြီးတော့ဒီဒုတိယပိုင်းမှာ Cardiff City အတင်းရဲ့ cross ကို claiming လုပ်နိုင်ခဲ့တယ်ပေါ့လေတော့တခြားလူမျိုးပဲ Cardiff ရဲ့ကန်ကြတချို့စစ်သွားတဲ့အပိုင်းတွေရှိတယ်နေ့ပေါ်မှာ Philip Jorgensen ကောင်းသွားလို့အကြောင်းနဲ့တကူလောက်ပဲပေးခဲ့ရတာလိုပဲဖြစ်ကျွန်တော်နေ့ပေါ်မှာ9မိနစ်ထိပေးခြင်းနဲ့နောက်တန်းကဒီအာချင်ပေါင်ရောတိုစင်ရောဗဒီယာရှာရောဟာတိုရောအကုန်လုံးကို6မှတ်ထိပေးတယ်6 out of 10 ၄ယောက်စလုံးအရင်ကောင်းခဲ့တဲ့အခြေအနေမျိုးမှမရှိခဲ့ဘူးအဲ့တော့မှအကောင်းဆိုတော့အာချင်ပေါင်ပေါ့လေအာချင်ပေါင်နဲ့တိုက်ဆက်တဲ့လေကောင်းတယ်ဘလုံးဆွဲရလေကောင်းရမယ်လေတစ်ချက်ဒီပထမမှာဆိုရင်သူ့ရဲ့ညာချမ်းအစ်ဆွရဲ့ဘယ်ချမ်းအစ်ဆွတော်ဖြစ်တဲ့ဒီကာတက်ရဲ့ဘယ်ချမ်းနဲ့ပြီးတော့ကျောင်းအခွင့်အရေးပေးခဲ့တာရှိတယ်ကိုစားတက်ရှင်းအောက်တဲ့အပိုင်းတွေရှိခဲ့တယ်ပြီးတော့ဒီလိုပြောမလဲသူ့အနေနဲ့ဗျအရင်တိုက်စစ်ကိုဗန်မိုးပေးတယ်ဆိုတော့ခံစစ်မှာလဲသူ့ဘက်ကလုံးဝကာတက်ရဲ့ဘယ်ချမ်းကိုလှုပ်လို့မရအောင်ထင်းရတဲ့အစွမ်းမရှိခဲ့ဘူးဗျဒီလိုမျိုးပဲတိုစင်နဲ့ဗရီယာရှာရတော့ပြောကြမလို့သူတို့6 out of 10ပေးရအောင်နည်းလေးပြောမလဲအားနိုင်ပုံစံမျိုးနဲ့တော့ပေးရတယ်ပြောရမယ်6မှတ်ပေးတယ်အဲ့တော့သူတို့နှစ်ယောက်မှာဆိုလဲဒီအစမပြေဘူးဗျCardiff လို့အသင်းမျိုးရဲ့ဒီတိုက်စစ်ကိုတော့တို့လည်းကောင်းထကြောက်နိုင်ငံတွေမရှိဘူးတော်တော်လေး shaky ဖြစ်တယ်เนาะတိုစင်နဲ့ဗဒီယာဆိုင်ကြားမှာနားလည်မှုတွေအများကြီးလိုအပ်နေတာကြောင်းနဲ့တွေ့ခဲ့ရတယ်ပြီးတော့သူတို့တလုံးစုံရင်တို့လို့နားလည်မှုလိုတဲ့အပေါ်မှာဒီဟိုပါပေါ့လေဒီဟိုပါပေါ့ဒီ Cardiff ရဲ့တိုက်စစ်ကစားသမားဟိုဟာရှုံtargetရခဲ့တယ်ကိုတော့မတည့်သွားဘူးအဲ့လိုမျိုးတွေလိုအပ်ချက်အများကြီးရှိခဲ့တယ်ဗျာနောက်ပြီးတော့ဗဒီယာဆိုင်တလုံးကန်လာပါတာရှိတယ်ဗျာဒီကက်စီလိုပေးရတော့ဒါပေမဲ့အလောက်ကြီးလုံးဖြစ်ခဲ့ဘူးနော်တိုစင်ကတော့ narrative တင်ပေါ်မှာဒီလို109ရပါအလုံးမှာနော် area ဝင်လာပါရှိမှလည်းတကယ်တမ်း overall ချုံကြည့်ရအောင်ဆိုသူလည်းအရင်ဒီစောင့်ရင်ကောင်းရတယ်မှာမပါဘူးနောက်တစ်ယောက်ဟာတိုလည်းဒီလိုမျိုးပဲတိတ်အဆင်ပြေရတယ်တော့မပါဘူးသူ့နေလည်းနည်းလေးတက်ရှစ်လိုက်တာလေးတွေရှိတယ်ကွင်းလည်းဝင်ဖြစ်ဖို့ကြိုးစားမှလည်းသူ့ဘက်ကလည်းဒီ issue တင်ကအလုပ်ဖြစ်ခဲ့အပိုင်းတွေရှိတယ်ဒီ issue ပထမ9ရပါတယ်သူ့ဘက်ချမ်းစားရတာသူတို့အားလုံးလိုချက်ရှိခဲ့တယ်ဒီဟာတိုကတော့ဒီနေ့မှာအချမ်းမောင်ပြီးတော့ဒုတိယအကောင်းဆုံးပြောလို့ရအောင်တန်းမှာဒါပေမဲ့လည်းသူ့လည်းအရင်ကောင်းတာမဟုတ်ဘူးဒီလိုရောမလဲဒီတိုစင်ဗဒီယာရှာရဲ့ညံ့လို့ဆိုတော့သူတို့အနေနဲ့ဒီ second အကောင်းဆုံးနေရာကိုရှားခဲ့တာဒီနေ့ပွဲရဲ့ဒီ rating ရပေါ့လေအဲ့တော့6 out of 10ပေးတယ်နောက်တစ်ယောက်ကွင်းလက်မှာကိုက်စီလိုလည်းနေ့ပေါ်မှာ6မှတ်လောက်ပဲပေးရအောင်ပဲအရင်မကောင်းအဓိကပြောရမှာသူ့အနေနဲ့ဒီချက်စီးသင်းရဲ့ပထမလူစင်နဲ့အများတွဲကစားဗျာဒီကိုပါမာတို့အန်ဇိုတို့နော်နောက်လည်းဆိုတော့ချာလိုပါဘောပေါ်မှာတွဲကစားလာကြတယ်သူမျိုးသုံးမကြတဲ့အရန်ကောင်းနဲ့တွဲကစားတဲ့အခါမှာသူလည်းနည်းလေးလိုမျိုးရှိကိဖြစ်တဲ့အပိုင်းလေးတွေတွေ့ရတယ်မလို့အပ်ပဲ order ထိသွားတယ်ပြီးရင်ဒီ Gio ကိုတလုံးဖန်တီးပြအောင်ရှိမှလည်း Gio အဆုံးတတ်နိုင်ခဲ့ဘူးနောက်ပြီးတော့သူနဲ့တပွဲလုံးမှာဗျဖြတ်ထုတ်ပေါ်လေးပါလေးရှိမယ်ကိုက်စီလိုရဲ့ standard အတိုင်းရှိမယ်ဆိုတော့သူ့ကို6 out of 10 6မှတ်လောက်ပဲပေးရမှာပဲကဲနောက်တစ်ယောက် Anthony Santos နဲ့ပေါ်မှာကျွန်တော်7 out of 10 9မှတ်လောက်ထိတော့ပေးတယ်ဘာလို့ဆိုတော့ Anthony Santos ကစားသွားတာလေးတွေပထမမှာတော့မကောင်းဒီကောင်လည်းပထမမှာတော့ကိုက်စီလိုတို့ဒီကိုက်စီလိုကတော့ကောင်းပါဒါပေမဲ့လည်းဒီနောက်တန်းကောင်လည်းပေါင်းလို့သူလည်းညံ့တယ်ဘောလုံးသူ့ဆရာလည်းဘောလုံးမထွက်ဘူးဘောလုံးပြတ်တဲ့အပိုင်းလေးတွေလည်းရှိတယ်
တွေ့ရမှာသူနဲ့ပိုကောင်းလာတယ်ဗျာတွေ့ရမှာတော့ interception လေးပိုကောင်းလာတယ်ဒီကွန်းလန်ကိုကူစတိုလာနဲ့အတူတူလဲလောက်ကပိုရလာတယ်ဗျာသူကဖြစ်ဒီဟွာရဲ့ကိုတကူတော့သူဖန်တီးပေးခဲ့တယ်ဘာလို့လဲတော့သူနဲ့ကျွန်တော်ဖန်တီးပေးအဲ့ဒါကြောင့်မလို့သူနဲ့တွေ့ရမှာနည်းလေးပိုကစားပုံတင်နေလာတယ်ပိုကောင်းလာတယ်ပိုပြီးတော့ကြောင့်မလဲဆက်စီးတင်ရဲ့ကွန်းလန်မှာအဝင်ကွန်ကြဖြစ်အောင်ကစားနိုင်တဲ့အတွက်ကြောင့်မလို့သူနဲ့မှာကျွန်တော်9မှတ်ထိပေးပါတယ်နောက်တစ်ယောက်ဘောနတေလည်းကျွန်တော်ဒီပုံမှာ9မှတ်ထိပေးပါတယ်7 out of 10သူနဲ့ဒီရန်ကစားသမားရအောင်မှာအကောင်းဆုံးလို့ပြောလိုက်ရတယ်နှစ်ပေါ်ပါဗျာ interception လောက်တာလေးတွေလည်းအဆင်ပြေတယ်ကျွန်တော်တို့ပြီးရင်ဒီကွင်းလန်ပါဗျာဒီကွင်းလန်ရဲ့ဒီ defensive action defensive wall ရဲ့ဝလုံးမရှိတဲ့အချိန်မှာကစားရလေးလည်းကောင်းတယ်သူရမှာဆိုလဲသူ့ကြောင့်900သွားတာမှသူရဲ့ interception ကြောင့်ဒီဟိုဘောလေး Cardiff ရဲ့နောက်တန်းနော် Cardiff အောက်တန်း Laura မှားသွားတဲ့အလုံးကိုသူ့အနေနဲ့အကောင်းဆုံးခွင့်ယူတယ်ကာနာချိုဖန်တီးပြတယ်ကာနာချိုကိုသွင်းရတယ်တပွဲလုံးမှာဆိုလဲကိုဘောက်ကန်သွင်းငယ်လေးရှိတယ်ဘလုံးထွက်ပေးတာလေးရှိတယ်ဒါပေမဲ့အပြစ်များကြီးပဲသူ့အနေနဲ့ဗျာperformance ကောင်းတစ်ခုတို့တတ်မှတ်ပြီးလို့ရတယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့နှစ်ပေါ်မှာဒီအဘွားတွေကို9မှတ်ပေးပါတယ်တိုက်စစ်က3ယောက်ပေါ့လေ Tyree Joy ရဲ့ KU ရဲ့ Kitan အားလုံးကို9မှတ်5 out of 10 average ပဲပေးပါတယ်အမှန်တကယ်ကိုဒီဆောင် shot ပေးရမှာဒါချက်ချင်းနိုင်လို့ဒီကောင်တွေကိုလည်းအာနာပါနဲ့ average တော့ပေးလိုက်တယ်ဒါပြီးတော့ဆိုတော့အဆင်မပြေဘူး KU ဆိုလဲ Kaiser ခင်မီရဲ့တလုံးကိုကန်ခွင့်ရတယ်သူနဲ့ဘယ်ချိန်ညာရှေ့6ချိန်နဲ့ဘယ်နဲ့ကန်ခဲ့တယ်မကိုတွဲဖြစ်သွားတယ်နော်နောက်ပြီးတော့ Kitan ကတော့တော်တော်ဆိုးရအဲ့တော့မှာတော့အဆင်မပြေဘူး Kitan ဆိုလဲဒီ Israel ရဲ့ဘယ်ချမ်းကိုကြင်ထုတ်လို့တယ်ဗျာကာဆိုနဲ့ကွာလာတာအဲ့ဒီအပိုင်းမှာအဓိကကွာသွားတယ်သူနဲ့တိုးတော့ကျိုးစားဒါပေမဲ့အလုပ်ဖြစ်မလာဘူးဒီဘောလုံးအတွင်းနဲ့ဝင်ဖို့လုပ်တယ်နော် fake run လေးပြိုင်မလဲဒီသူ့ရဲ့ဟာအရင်ဘယ်လိုပြောမလဲခမန်းလွယ်နေတယ်အရင် predictable ဖြစ်နေတဲ့အခါမှာဒီ Israel ရဲ့ Israel ဖြစ်ဒီ Cardiff ရဲ့ဒီဘယ်ချမ်းက Cardiff ရဲ့ညာချမ်းအကောင်းဆုံးတို့တချို့ခံနိုင်ခဲ့တယ်ပြီးရင်ဘောလုံးအတိုးထွားပေးရအောင်ပြတ်နေတယ်ဒီဟိုဘောလေးဘောနတီနဲ့ချစ်ဆက်မိရလေးလည်းတိတ်အဆင်ပြေသေးဟိုအဲ့လိုမျိုးပဲ Royal Man ကစား Tyree Joy လည်းဘာမှမလုပ်နိုင်ဘူးတူတူပဲ GU အတိုင်းပဲသူလည်းဒီ Kitan အတိုင်းပဲဘာမှဒီဘယ်လိုလဲပါစင်ပေးရလေရှေ့ကတိုက်ဆက်ပိုင်းနဲ့ဘောလုံးချပေးရရှိမှလည်းဘောလုံးကများသွားတာနဲ့နဲသွားတာနဲ့အဲ့လိုမျိုးပဲတိကျမတရားအပိုင်းရှိကြတာကြောင့်မလို့သူ့လည်းကျွန်တော်နေမှာ9မှတ်လောက်ပဲပေးမယ်ကဲအရန်ကိုလာတယ်မှပြောအောင်အရန်ကိုလာတယ်မှဆိုရင်ကာနာချိုမင်းတို့တမန်ပေးရကြတာပါရှင်းမှတ်ပေးပါတယ်8 out of 10နော်သူနေနဲ့အရန်ဝင်လာပြီးတော့ကောင်းမွန်ကစားနိုင်ခဲ့တယ်စီးစင်းရဲ့လက်ဖွင့်မှာကိုသွင်းုံနဲ့မကပဲ defensive action နဲ့ပေးလိုက်ခဲ့တယ်ရသွားတဲ့ကိုမဆိုရင်လည်းသူမစိုးဘူးဗျာကောင်းတယ်ရသွားတဲ့ကိုမဆိုတော့သူနဲ့သူကကြိုးစားအထောက်မှုတွေပါသလိုဖန်တီးပြည့်လူတွေကောင်းတာလည်းပါတယ်လုံးဆိုရင်ဘောနတေခင်ပြည့်အလုံးကိုသူနဲ့ဒီချိန်သားကဒီဘောလေးသူ့ရဲ့ပုံစံတိုင်းပဲကိုသမားထောက်ချင်းနဲ့ကန်ထည့်သွားတယ်သူကလုံးဆိုလဲကြောက်ပတ်ထုတ်ပြည့်အလုံးကိုသူ့ရဲ့ speed dribble သူ့ရဲ့ acceleration တစ်ပေါက်နဲ့ကျော်သွားပြီးတော့ကိုသမားရဲ့ဒီအတိုင်းပဲသူ့ရဲ့ frame အတိုင်းပဲသူနဲ့ကိုသိမ်းသွားခဲ့တယ်ကစားလေးကောင်းတယ်ဒီမှာနောက်ဆုံးပေးရမယ်ကစားသမားဖြစ်တာနဲ့အညီသူနဲ့ချစ်သွားပြနိုင်ခဲ့တော့မှသူ့ရဲ့ပေါ်သားစင်ကတိတ်အများကြီးမရှိခဲ့ဘူးသူ့ဘောတော့ကြောင့်မလို့သူ့ရဲ့နှစ်ပေါ်မှာကျွန်တော်ပြောပြောမလဲဒီ performance ကောင်းတစ်ခုပေါ့လေတတ်မှတ်ပြီးတော့ရတယ်တကယ်ဟိုနောက်ဘွားတွေမှာလူချစ်သောစက်တင်ထားမှဆိုရင်ဒါ Kitan နဲ့ဘာမှစကားသိပြောကြတာမလို့လက်ပွင့်တက်နေတဲ့အတွက်အများကြီးကွာကြတော့ကျွန်တော်အနေနဲ့အများကြီးရှိနေတယ် Kitan နဲ့ဒီလက်တို့ကတော့ net မက်ဆီထွက်တဲ့ကောင်တစ်ကောင်ဘယ်လိုအချင်းချင်းမှဆက်ကောက်ကြည့်ရမယ်တိတ်အများကြီးအဆင်ပြေသေးဘူးဗျာညှို့နေတာတော့ညှို့လင့်နေဒါပေမဲ့မရှိတင်ခဲ့တော့ဖြစ်နေတော့မယ်သူတို့စခေါ်ကြလို့ယုံကြည်တော့ပြီးတော့မရှိနေတော့ဘူးအဲဒါကြောင့်မလို့ဒီနေ့ကိုဒီကာနာချိုကလက်ဖွင့်မှာအကောင်းဆုံးဟိုဟာကြော်နိုင်တယ်ဂျောက်ပတ်ထိုးကဒီတိုင်းပဲဂျောက်ပတ်ထိုးကြောင့်ပြောမှာဆိုဂျောက်ပတ်ထိုးတဲ့ဟိုမှာကျွန်တော်7 out of 10ပေးတယ်9မှတ်ပေးတယ်သူဝင်လာမှပဲတက်စစ်ကလမ်းကြောင်းလေးနဲ့ပွင့်လာတယ်တက်စစ်လည်းလေးပိုသူရနေပိုဖြစ်လာတာတွေ့ရတယ်ပြီးရင်တက်စစ်ရအောင်သူအုပ်ဆောင်တဲ့အပိုင်းလေးကောင်းတယ်နောက်တော့သူဘလုံးကင်းပေးတာလေးနော်ဒုတိယကိုဒီပတ်ထိုးနဲ့တွေ့ရပါအလုံးမှာလည်းသူ့ရဲ့ဒါစွမ်းရင်ကြောင့်ဗျာသူ့နဲ့ဘလုံးတစ်ချက်ဟိုးရပေးလောက်ပြီးတော့ဆန်တိုပေးဆန်တိုကနေပြီးတော့ဒီနတိုပေးတယ်နတိုကန်ထည့်သွားတယ်ကိုရသွားတယ်ပေါ့လေအဲ့ဒီအပိုင်းရှင်းကြမလို့ဂျောက်ဘတ်ချိုးထောင်ပြီးတော့ဒီငါချိုးလဲကိုဖန်တီးပေးတယ်နော်သူလာတဲ့အခါမှာဒီဘယ်လိုပြောမလဲကားတစ်ဘက်နောက်နဲ့ပို့လို့ဆိုတော့ကြောင့်မလို့ဂျောက်ဘတ်ရိုနေမှာ9မှတ်ပေးပါနောက်တစ်ယောက်နတိုရိုနေမှာကျွန်တော်7 out of 10 9မှတ်ပေးပါတယ်သူနဲ့ဝင်လာကြည့်မှာပဲသူနဲ့ဒီ Israel ရဲ့ညာချမ်းနော် Israel ရဲ့ဘယ်ချမ်းဆက်စီရဲ့ညာချမ်းမှာအကောင်းဆုံးအလုပ်ဖြစ်အောင် Israel တောင်ဖြစ်တဲ့ဒီ Israel ကားတဲ့ကြောင့်အများမှကားတစ်ရဲ့ဟွာပေါ့ Cardiff ရဲ့ဘယ်ချမ်းသူ့ရဲ့ညာချောင်းသူအကောင်းဆုံးညှောင်းနိုင်ခဲ့တယ်နောက်ပြီးတော့သူ့ရဲ့အကောင်းဆုံးဗျာအကောင်းဆုံးကြားတစ်ခုကိုပုံမှန်နိုင်ခဲ့တဲ့အထဲမှာတော့ပါတယ်တောင်းနေနဲ့ဒီရောက်သွားတဲ့ကောင်မဆိုတော့သူကနေရာယူမှန်ကန်တယ်ဂျောက်ဘတ်ထရိုအလက်ဆန်ဒိုပေးရနေတဲ့ရှင်သူနဲ့ဒီဟောပေါ့လေသူ့ရဲ့မတန်း6ညာရှိနေပဲဟိုဘတ်ထောက်ထဲကိုကန်ထည့်သွားတယ် deflect ချပြီးဟိုမှာပါရင်မလဲအများဆုံးအကောင်းဆုံးအနေတစ်ခုမှရှိခဲ့တဲ့ကြောင့်မလို့နတို9မှတ်နောက်တစ်ယောက်ကူစတိုနေမှာကျွန်တော်6မှတ်လောက်ပေးတယ်အရန်ဝင်လာပြီးဘာမှတိတ်ထူးလောက်ခဲ့ရတော့မရှိဘူးတလုံးဆိုရင်သူလူကျွတ်ရသွားတဲ့အထားမှာဘောလုံးကို fake လို့ပါလို့တော့ကြောင့်ဘောလုံးပြတ်သွားပဲရှေ့တိုင်းမှာလည်းကြာ
တူနာတို့ကြောင့်ပဲအန်ဆန်တို့ကစားပူချောင်းသွားတယ်ကဲချစ်လို့ပိုကောင်းလာတယ်ကိုဆိုးနေမှာကျွန်တော်6မှတ်လောက်ရှိတော့ပေးကျင်ပါတယ်ကဲနောက်ဆုံးအန်လိုမာစကောနဲ့ပုံမှာကျွန်တော်အဲ့အော်တန်10မှတ်လောက်ထိပေးပါတယ်သူနဲ့လူစင်းကိုအရင်ကမှရအောင်အသုံးပြုသွားတယ်အရင်ကမှအစဉ်ပြတဲ့ခါချက်ချင်းလူစားလေးတော်လည်းမလုပ်ခဲ့တော့ကြောင့်မလို့အန်လိုမာကဘက်မှာကျွန်တော်လည်းအပြည့်အဝရတည်ဖို့တော့လိုအပ်ပါတယ်ကဲကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲနားကျင်ပါတယ်ကျွန်တော်ဗီဒီယိုကိုအဆုံးချုပ်ပေးခဲ့ညီကိုတယောက်ချင်းတိုင်းအောင်ကျေးဇူးထုံးရှိပါတယ်အားလုံးတော့ဆက်လိုက်ပါနော်အားလုံးပဲစိတ်ပြီးပါ